ဟိုမနေ့ကကျွန်တော်ဘယ်အထိတင်ပြီးသွားပြီလဲဗာလဲအမ်ဟိုတနေ့ကကျွန်တော်ဟိုလေးတင်ပြီးသွားပြီဟောပြန် share ပေးမယ်ဇယားတွေပြန်တင်ရမယ်ပေါ့နော်อืมဟုတ်ပြီဒီနေ့ Noman ရယ် Pronoman ရယ်ကျွန်တော်တို့တွားကြမယ်နော် Noman Pronoman တော့အေမီတို့တည်ပြီးသားပါညာ Noman ဆိုတာကတော့ကျွန်တော်တို့ noun နေ Pronoman ဆိုတာကတော့ဗာလဲ pronoun နေပေါ့နော်အဲ့တော့ Noman ဘယ်လိုဟာမျိုးတွေလဲပေါ့နာမ်ကိုအာဒီရိုးရိုး noun နေပေါ့နော်နာမ်နေပေါ့နော် Pronoman ဆိုတာကတော့အဲ့ဒါရဲ့နာမ်စားပြန်မယ်နော်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဖီတာရဲ့မာဂီယာရဲ့အဲ့နှစ်ယောက်ဆိုတော့အများဆိုတော့ Z သူ့ရဲ့ pronoman စာဘာသုံးပါလဲကျွန်တော်တို့ကတက်ပါဆန်ဘလူးဟာကိုသုံးမယ်အဲ့တော့ Z ဖြစ်သွားမယ်နော်အဲ့တော့ Eva on Simon အဲ့ဒါဆိုလည်းကျွန်တော်တို့က Z ပဲသုံးမယ်နောက်ပြီးရင်အဲတခုတက်ပိုတဲ့ဟာတွေပေါ့နော်အများကိန်းဖြစ်သွားပါပေါ့နော်အများကိန်းတွေကိုကျွန်တော်တို့ကဘယ်လိုဟာမျိုးနဲ့သုံးမလဲဆိုရင် Z နဲ့ပဲသုံးမယ်နော်အဲ့တော့ die Kinder die Taschen die Stühle ဟုတ်ပါနော်အဲ့တော့အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်ဘာနဲ့သုံးမလဲ Z နဲ့သုံးမယ်အဲ့တော့nomen ဘလူကားနဲ့ pronomen သက်ပါစံဘလူကားတူတဲ့အတွက် verb conjugate ကလည်းတူမယ်နော်အဲ့တော့အတူတူပဲ verb conjugate လောက်တာဒါကိုဆိုလို့ရှိရင် Z ဆိုလို့ရှိရင်ကျွန်တော်တို့ရပါလဲ verb conjugate လောက်တာကိုကျွန်တော်ပြကြရင်ပြပြမယ်ဆိုတော့ verbဂျာမန်မှာအဲ့လိုမျိုးကျွန်တော်တို့ဗာလဲ verb တွေပါလာလို့ရှိရင် verb တွေကို noun အနေနဲ့ conjugate လုပ်ပေးရတယ်ညမနော်အဲ့ဒါကြီးကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါလာလိမ့်မယ်အဲ့တော့အခုတိရမှာတစ်ခုထက်များတဲ့ဟာတွေဆိုကျွန်တော်တို့ z ဆိုတဲ့ article pronoun ကိုသုံးပေးမယ်နော်အများကိန်းနေအဲ့တော့ဒီ part အဲ့ဒါဒီ kinder ဆိုအများကြီးဒါဒီ tertian ဆိုတာလည်းအများကြီးဒီ stu လည်းဆိုလည်းအများကြီးပဲရမယ်နော်အဲ့ဒီအကုန်လုံးကျွန်တော်တို့ z နဲ့သုံးပေးမယ် yeah okay နောက်တစ်ခု okay နောက် slide တစ်ခုကလည်းအဲ့လိုပဲဒါ nomen ရယ် pronomen ရယ် nomen ဆိုတာ noun pronomen ဆိုတာ noun ကိုစားပြုတဲ့ဟာတွေပေါ့နော်။ yeah အဲ့မှာ nomen တွေကဘာတွေလဲဆိုလို့ရှိရင်ဒီမှာ Peter ဒီမှာ der Vater der Kaffee အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ der article အထီးတွေပေါ့နော်။ပြောများသောအားဖြင့် der article တွေကအထီး article တွေဖြစ်ကြတယ်ပေါ့နော်။အဲ့ဒါတွေကိုကျွန်တော်တို့ကဘာနဲ့သုံးပါလဲ air နဲ့သုံးမယ် air ဒါမယ်နော် air ဆိုတဲ့ဒီ pronomen ကိုသုံးပေးမယ်။မာဂီယာတို့ဒီမိုတာတို့ဒီတာရှယ်တို့အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့က z နဲ့သုံးပေးမယ် z pronomen နဲ့သုံးပေးမယ်နော်နောက်ပြီး das Kind das Auto das Mädchen အဲ့ဒါ das article ပါတဲ့ဟာတွေကိုကျွန်တော်တို့ကဘာနဲ့သုံးပါလဲ s နဲ့သုံးမယ်ဒါမယ်နော်အဲ့တော့ဒီနာမည်ပေါ့နော်နာမည်ဖီတာတို့ယောက်ျားလေးနာမည်ပေါ့နော်ဖီတာတို့ Robert တို့ Michael တို့အဲ့လိုနာမည်တွေပါမယ်ဆိုရင်ယောက်ျားလေးဖြစ်တဲ့အတွက် air ဆိုတဲ့ဟာကိုသုံးပေးမယ်ဂျာမန်မှာကျတော့အဲ့လိုမျိုးအာဒီအထီးကိန်းနဲ့ဒီပေါ့နော်အထီးကိန်းနဲ့ဟိုလုပ်ပေးမယ်လေဒီအရှိမ article ကအထီးကိန်းဖြစ်နေပြီမဲ့လေဒီအဓိပ္ပာယ်အထီးဖြစ်ချင်မှာဖြစ်တာလေနော်အဲ့လိုဟာတွေရှိတယ်အဲ့တော့မှတ်ထားမှာဒီနာမည်ယောက်ျားလေးနာမည်တွေရယ်နောက်ပြီးပါရယ်လေ the article ရယ်ဆိုလို့ရှိရင်သူ့ရဲ့ဟာကိုကျွန်တော်တို့ဗာထည့်ပေးမှာလဲ air ဆိုမှထည့်
လုပ်ပေးမယ်နော်အဲ့တော့အီမီတို့သိတဲ့အတိုင်းပဲဗာလဲသူကအထီး article ရှိတိုင်းလဲသူကအဲ့ဒီနောင်ရဲ့အတိတ်ပဲအထီးဖြစ်ချင်မှာဖြစ်တာလေနော်ညာအဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဘာဝဲမှတ်မှာလဲဒီဟာကိုပဲမှတ်မယ် the article ရဲ့ဒီနာမည်ပေါ့နော်ယောက်ျားလေးနာမည်ဆိုရင်သူ့ရဲ့ pronoun ကို air ထည့်ပေးမယ်ဒါမယ်နော်နောက်ပြီးရင်ဒါဆိုရင် Maria di Mota di Tasha ဟုတ်ပြီနော်အသုံးခုဒါဆိုရင် Maria ဆိုမိန်းကလေးနာမည်ဟုတ်ပြီအဲ့တော့သူ့ရဲ့နာမည်ကို Z ထည့်ပေးမယ် pronoun ကို Z ဖြစ်သွားမယ်အဲ့တော့ di Mota di Tasha ဒီမှာ di article နဲ့ဆုံးတယ်အမ article ဖြစ်တဲ့အတွက်ဗာလဲ feminine ဖြစ်တဲ့အတွက် Z သုံးပေးမယ်အဲ့တော့အမ article ရှိတိုင်းလဲအမဖြစ်ချင်မှာဖြစ်တာနော်သူ့ရဲ့ချွင်းချက်ပါအတန်းကြည့်လိုက်ရင်သိလိမ့်မယ်အဲ့တော့မှတ်ထားမှာအမ article ရှိတိုင်းလဲအမဖြစ်ချင်မှာဖြစ်တာအထီး article ရှိတိုင်းလဲအထီးဖြစ်ချင်မှာဖြစ်တာနော်နောက်တစ်ခု das Kind das Kind das Auto das Mädchen ဒီမှာဒါဆို das Mädchen ဆိုလို့ရှရင်ဘာကြီးလဲကောင်းမလေးကောင်းမိန်းကလေးဖြစ်ပေမဲ့လည်း तू က das ကြီးနဲ့ဖြစ်နေတယ်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ချွင်းချက်တွေရှိတယ်အဲ့တော့မှတ်ရမယ်ပေါ့နော်လိုက်ပြီးတော့ yeah အဲ့တော့ तू က s အဲ့တော့ no man singular နဲ့ pronoun တပ်ပါစံတူတဲ့အတွက် verb conjugate လောက်တာတွေတူမယ်ဒါတွေက verb conjugate လောက်တာတွေတူတယ်နောက်ပိုင်းကျရင် verb conjugate လောက်တာတွေကျွန်တော်ပြောမယ်ပေါ့နော်လောလောဆယ်ကကျွန်တော် no man ရဲ့ pronoun ကိုအရင်သွားတာအဲ့တော့ no man ကနေကျွန်တော်တို့ဗာလဲယောက်ျားလေးနာမည်ရဲ့ the article ဖြစ်နေမယ်ဆိုသူ့ရဲ့ article ကိုဗာသုံးပေးရမလဲ A သုံးပေးရမယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုက main ကလေးနာမည်တွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ main ကလေးမိန်းမ article ပေါ့နော်ဒီ article ဟုတ်ပြီဒီ article နဲ့စုံနေမှာဆိုသူတို့ဘာထည့်ပေးမလဲ Z Z ထည့်ပေးမယ်ဟုတ်ပြီ sehr gut နောက်တစ်ခုက das Kind ရယ် das Auto ရယ် das Mädchen ရယ်အဲ့လို das article နဲ့ဖြစ်နေရဆိုရင်သူ့ရဲ့ pronoun ဘာဖြစ်သွားမလဲ S S ဖြစ်သွားမှာနော် okay sehr gut အဲ့တော့ကျွန်တော်တို့တွေဗာချွင်းချက်ရှိတာက the article နဲ့ဖြစ်နေတိုင်းလဲ the ဟုတ်ချင်မှာဟုတ်တာလေနော်အဲ့ဒါကြောင့်မလို့အထီးဟုတ်ချင်မှာဟုတ်တာ the article နဲ့စုံတိုင်းလဲအထီးဟုတ်ချင်မှာဟုတ်တယ်အမခိုင်းနဲ့ဖြစ်နေနိုင်တာပဲအဲ့လိုမျိုးပေါ့နော်အဲ့ဒီချက်ကတော့မှတ်ရမယ် yeah ခုနပြောလိုက်တဲ့အမဂိမ်းနေနောက်ပြီးလို့ရှိရင်အများဂိမ်းနေပေါ့အများဂိမ်းနေပေါ့နော်အမဂိမ်းနေဆိုတော့ Z တို့သုံးတယ်နောက်ပြီးရင်ဗာလဲအများဂိမ်းနေခုနပြောလိုက်တဲ့ဟာရယ်ဆိုရင်သူရဲ့ကိုစားဘာသုံးပါလဲမာဂီယာနဲ့ဖီတာဆိုသူတို့နှစ်ယောက်ဆိုရင်သူ့အစား pronoun ဘာသုံးမလဲ အများဆိုရင် Z အများဆိုရင် Z လေနော်တယောက်ထက်ပေါ်တယ်တယောက်ထက်ပိုနေတဲ့ဟာရယ်ဆိုတော့လေ okay ဒါရှင်းမယ်နော်မရှင်းတာရှင်းပြန်မေးမယ်အဲ့တော့ကျွန်တော်နောက်တစ် slide တစ်ခုသွားမယ်နောက်တစ် slide တစ်ခုကကျွန်တော်တို့ verb conjugate လုပ်တဲ့ဟာတွေပေါ့နော်အဲ့တော့ဒီမှာကိုယ့်ဘက်ကနေစပြီးမှန်ဟာတွေလာပြီ verb conjugate လုပ်တာတွေလာပြီ verb conjugate လုပ်တာတွေပြီးလို့ရှိရင်ကျွန်တော်တို့တွေစာအုပ်သွားလို့ရပြီပေါ့နော်ဟိုမနေ့ကဟာလေးကိုပြန်ရှင်းမယ်ဟိုမနေ့အေမီမနေ့ကဟိုတနေ့က Bechtin article ကဘာလဲကျွန်တော်တို့ D Dusty ဟုတ်ပြီ the dusty ရတယ် daddy dust ရတယ် D ရောကြံသေးတယ်လေ daddy dusty အများကြီးရောကြံသေးတယ်လေ Dot Dusty ဟုတ်ပြီအဲ D အဲ့တော့အထီးကိန်းဒီ masculine ပေါ့နော် masculine accusative အဲ့ဒါဆိုဘာလဲ Day they DAN they and they ဟုတ်ပြီနောက်တစ်ခုကဘာလဲအာ nitrodative DAM Day they နော် they and they okay Day good okay ဟုတ်ပြီ Kevin တို့ရောက်ခဲ့ပြီ okay အဲ့ဆိုရင် Kevin ကဟိုကပြောမယ်Kevin ခုနကဟိုကနေမီးလိုက်လားဗာဒီ pronoun တွေမီးလိုက်လား ဟိုကတိတ်မမီလိုက်ဘူးဆရာကျွန်တော်ပြီးမှ recording ပြန်ကြည့်လို့ရတယ် okay
okay ပါတအားကြီးတော့မခက်ဘူးเนาะအဲ့ဒါပြန်ကြည့်လိုက်เนาะကျွန်တော်ကတယောက်မှ ဟုတ်လည်းမကဲ့ဟုတ်ကြဘူးဘာလို့လဲပေါ့เนาะအတန်းကိုဒီနေ့ရှိလားဆရာဆိုဟိုကတော့မဝင်လိုက်ဖ ೇನೆ ခိုင်းအတန်းရှိရည်เนาะစလို့တောင်ဟိုကဖြစ်နေကြယူအဲ့တော့ចောင်းသားတွေကလည်းပြောရတာတခါကြလို့ရှိရင်မပြောတော့ပါဘူးမပြောတော့ပါဘူးလားဟုတ်လားရှိပါတယ်လို့ အသက်ရှိလားဒီနေ့စပေါ်ထားတယ် ထားစာပို့ထားတယ်20တော့မိနစ်20တောင်ရှိရင်အတန်းရှိလာဒီနေ့ဆိုတော့ဟိုက join လို့ရရတယ်နော်ဒီမှာနေ့တိုင်းအတန်းမရှိရင်ကျွန်တော်အမြဲတမ်းကြီးညာနေတဲ့ဟာယူရဒီလိုပါပဲတစ်ခါကြောက်လဲတဝက်ကျိုးနေပြီလို့တင်တာဒါပေမဲ့ तू ကတက်ပြီးသားပါတက်ပြီးသားဆိုတော့ तू ကအရင်တော့ဟိုကတက်ပြီးသားဆိုတော့တင်လာကြပြီလို့ပို့လိုက်မယ်နော်โอเคအဲ့မယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ဟိုကမေးမယ်ပေါ့နော် Kevin ကကြတော့ဟိုကပြောမယ်ဒီ Umbishtin article ကပါရလေ I I ဟောအိုးမေကြီး article မတိကျတဲ့ article ဟုတ်ပြီ I နဲ့ I ဟုတ်ပြီနော်သူ့မှာအများကြီးရှိလား ဟုတ်ဟောညာကြီးမရှိဘူးဆရာ သူ့မှာအများကြီးမရှိဘူးနော်အဲ့ဒါမှတ်ရမယ်နော်အဲ့တော့ ဟု Umbishtin တ် article ရဲ့ကျွန်တော်ဓာတ်တစ်ပြောမယ် Umbishtin article အထီးကိန်းရဲ့ဓာတ်တစ်ပြောမယ် home page တဲ့ article topic ကဟော I နဲ့ INAM ဟုတ် I နာ I နဲ့ ဟုတ်ပြီမဟုတ်ဟိုဟာဝဲဗာဓာတ်တစ် Umbishtin article ရဲ့ ဟော ဟိုအထီးကိန်းဓာတ်တစ်အထီးကိန်းဓာတ်တစ် ဒီကိန်း topic က I နဲ့ဆရာ INAM နော်အဲ့တော့ ဟုတ် Umbishtin article ရဲ့အမကိန်းဓာတ်တစ် မကိန်း topic ကဟော I နာ INA ဟုတ်ပြီ sehr gut နောက်ပြီးလို့ရှိရင်ကျွန်တော်ကိုအာ Umbishtin article ရဲ့Umbishtin article ရဲ့အထီးကိန်း accusative I နဲ့ INAM ဟုတ်ပြီ okay sehr ဟုတ် gut နောက်ပြီးရင် Umbishtin article ရဲ့nitra ပေါ့နော် nitra dative I နဲ့ ဟုတ်တယ် INAM okay sehr gut ကျွန်တော်ဒီနေ့ဟိုမတင်ရသေးဘူးနော်ဗာ negation မတင်ရသေးဘူးနော် negation negation article တင်ပြီးသွားပြီဆရာ တင်ပြီးတော့ခိုင်နာတွေခိုင်နေတွေ ဟု တင် တ် ပြီးတော့ရလား ဟုတ် အော်တင်ပြီးတော့ရလား okay okay ဟုတ်ပြီးသွားပြီ အဲ့တော့ခိုးရရောက်လာခဲ့ပြီ okay ခိုးကဟိုပြောမယ်အမ် negation article ရဲ့ဟိုပြောမယ်ပါလိမ့် negation article ကိုပြောမယ် negation article ကိုဘာလဲ negation article ခိုင်ခိုင်နဲ့ခိုင် နောက်ပြီးအများကြီးပါအောင်မယ်လေ ခိုင်နဲ့ ခိုင်နေရပါနော် ခိုင်နန်းခိုင်နဲ့ခိုင်ခိုင်နဲ့ ဟုတ်ပြီ ခိုင်နန်းခိုင်နာခိုင်နန်းခိုင်နန်း ဟုတ်ပြီနောက်ထပ်ဟိုပြောမယ် ခိုင်နက်ခိုင်နာခိုင်နက်ခိုင်နာ ဟုတ်ပြီရအဲ့တော့ negation article ပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကပြောပြီးသွားပြီလားဇယားတော့တစ်ခုပြောပြီးသွားပြီပေါ့နော်ဇယားကိုမှတ်မိသေးလားအေမီကဟိုကပြောမယ်အာဟိုတလောကကျွန်တော်ပြောလိုက်တယ်ငါရဲ့သူတို့ရဲ့ဟာ possessive ကိုပြတာသူတို့ ဟော ear wash wash သူတို့ရဲ့ဟာပါဆို possessive ကိုပြအဲ့ဒါတွေကသူ့ရဲ့ဟိုဟာတွေဘာ လူရဲ့ ဓာတ်တစ် accusative တွေပြောနေတာ ဟော သူတို့ရဲ့ဟာ possessive သူတို့ပိုင်တာ Z လေသူတို့ဆိုတာ Z လေဟုတ်ပြီ Z ဒီဆိုင်နဲ့အဲ့ဒါပြောတာ မဟုတ်ဘူးလေသူတို့ပိုင်တဲ့ဟာ possessive article ရှိရလေကျွန်တော်ဟိုတနေ့ကတင်လိုက်တယ်လေ
တင်လိုက်တယ်လေဟိုကဒါတောင်ကျွန်တော်တေချာပြောလိုက်တယ်လေဘာနဲ့ဘာနဲ့ဆိုမှဩရဩရဘာလဲဩရဩရကကျွန်တော်အဲ့ဒါတင်လိုက်ပါတယ်မနေ့ကတင်လိုက်တယ်နော်ခိုးလို့မနေ့ကတင်လိုက်တယ်မို့လား Kevin တင်လိုက်တယ်မို့လားအဲ့ဒါလေ ဟုတ်ဆရာဟော personal pronoun ဟုတ်တယ် personal pronoun နေနောက်ပြီးလို့ရှိရင်သူ့ရဲ့ possessive တွေကိုပါရွေးပြီးတွဲပြီးတော့တင်လိုက်တာလေနော်အေမီအဲ့ဒါရရမယ်နော်ရရမယ်နော်အဲ့ဒါဟိုတနေ့တည်းကဟာတယ်အဲ့ဒါဟုတ်ပြီအဲ့ဒါအေမီတော့ခုပြန်ပြီးအဲ့ဒါမှတ်ထားတော့ဩရကရမယ်နော်အဲ့ဒါပါလေမင်းတို့တွေရဲ့ဟာအဲ့လိုပုံစံမျိုးရမယ်နော်သူတို့တွေရဲ့ဟာပေါ့ရအဲ့ဒါမင်းတို့တွေရဲ့ဟာအဲ့လိုပြောမယ်အဲ့ဒါဆိုပါလေမင်းတို့တွေရဲ့ဟာ possessive article possessive တာပိုင်ဆိုင်မှုပြတာဒီတော့ possessive each article miss me ရ duty ရအဲ့ဒါလားမဟုတ်ဘူးနော်ဆို အဲ့ဒါမဟုတ်ဘူးအဲ့ဒါကြတော့ personal pronoun တွေအဲ့ဒါတွေဒါ possessive ဆိုရင်မှသူတို့ဘေးနားလေးမှာ အော် ရှိတယ်လေကျွန်တော်တင်လိုက်တယ် ထိုင်နဲ့ ပိုင်ဆိုင်ခြင်းကိုပြအဲ့ဒါမလို့ မိုင်းနဲ့ကိုပြောတာ ဟုတ်တယ်လေအဲ့ဒါကြောင့်ပိုင်ဆိုင်ခြင်းကိုကျွန်တော်ပြောလိုက်တယ်လေပိုင်ဆိုင်ခြင်းပြသူတို့ရဲ့ဟာလို့အဲ့ဒါကြောင့်မလို့ မိုင်းနဲ့ဟုတ် အခု ဟုတ် သူတို့ရဲ့ဟာကိုအခုကမင်းတို့ရဲ့ဟာကိုပြော မိုင်းနဲ့ မင်းတို့ရဲ့ဟာမ ဤ င်း ရ တို့ရဲ့ဟာဆို ဤ ပြော ရ တယ် ဤရ ဟုတ်ဘူး that's kiss niche နော် that's ထိုင် kiss နဲ့ niche နော်ဒီမှာအငယ်တန်းလေးကိုအားနာပါအောင်အေမီရဲ့အဲ့ဒါဟိုပြောမယ် Kevin ပြောမယ် Kevin ဟိုပြောကြည့် Kevin ကဟိုပြောမင်းတို့မင်းတို့တွေရဲ့ဟာ ဝါရက ဟုတ်တယ် why why ကအဲ့ဒါဟိုရမယ်နော်နောက်ပြီးလို့ရှိရင်ဟိုပြောမယ်ခိုးကကြတော့ဟိုပြန်ပြောမယ်သူတို့တွေရဲ့ဟာ ear ear อีရရမယ်နော် ear ear อีရဟုတ်ပြီနော်အဲ့လိုမျိုးရှိမယ်နော်နောက်ပြီးလို့ရှိရင်ဟိုပြောမယ်အေမီကပြန်ပြောမယ်ငါတို့တွေရဲ့ဟာ မိုင်းနဲ့မိုင်းနာ ငါတို့တွေအများကိန်းနေပြောနေနော်ငါတို့တွေရဲ့ဟာ ဆိုင် ဇိုင်နာမရှိဘူးလေဇိုင်နာသူတို့တွေရဲ့ဟာတွေအဲ့ဒါတွေဖြစ်နေရလေ ပြောကုန်ပြောကုန်ပြီကြာဝါရဝါရ မဟုတ်ဘူးလေငါတို့တွေရဲ့ဟာဒုက္ခပဲဒုက္ခသူစာပြန်မကြည့်ဘူးဒါတိတာတယ်အဲ့ဒါစာကိုပြန်ကြည့်ရမယ်စာပြန်ကြည့်မှဆိုဒါအဲ့ဒါကြောင့်မလို့အေမီကဟိုဖြစ်နေတာမသိဘူးဆိုတာအဲ့ဒါလေဒါတိရမှာအေမီဆိုရင်အဲ့ဒါ base file တွေပါတက်ပြီးသွားပြီပေါ့နော်တက်ပြီးသွားပြီဆိုတာဒါတိရမယ်လေဟိုတနေ့ကပြောလိုက်တယ်ဒါမှကြည့်လိုက် my နဲ့ဒါဆိုငါဆိုရင် my လေနဲ့လေငါရဲ့ဟာမင်းရဲ့ဟာဆိုဒိုင်းနဲ့မင်းရဲ့ဟာအမှလေ e ရ ရမယ်နော်အဲ့ဒါသူအဲ့ဒါအကြီးစီဆိုရဟာကိုပြောတာဇိုင်းနဲ့ဆိုတာသူ့ရဲ့ဟာနောက်ပြီးလို့ရှိရင်ဗာလဲ၎င်းရဲ့ဟာဆိုလဲဇိုင်းနဲ့ကောင်မလေးဟိုဟာဆိုရင်သူမရဲ့ဟာဆို e ရ နောက်ပြီးရင်ဒီ v ရငါတို့ရဲ့ဟာဆိုရင် on ရ oya ဆိုတာဗာလဲခုနကပြောတဲ့မင်းတို့ရဲ့ဟာ z သူတို့ရဲ့ဟာဆိုရင် e ရ ရမယ်နော်နောက်ခုဒီနေ့ကျကျွန်တော်သင်ပြီးသားဒါတွေpersonal pronoun ဆိုမှကျွန်တော်အမှဟိုဟာလည်း file တွေလည်းအရှိမကုတ်ပေးထားတယ်အမှ file ထဲမှာလည်းကြည့်လို့ရတဲ့အကုန်လုံးပေါ့နော်။ညာအဲ့တော့စာပြန်လို့တော့အိမ်ကြီးစာပြန်မလို့လို့ရှိရင်ကျွန်တော်တို့ဒီဒါအချင်းချင်းအခါခါကြော့နေလဲကိုယ့်ဘက်ကစာပြန်မလို့ဘူးဆိုလို့ရှိရင်ညာကိုယ့်ဘက်ကစာပြန်မလို့ဘူးဆိုရင်မရတော့ဘူးဒီမှာဒီမှာကိုယ့်ရဲ့အနောက်ကလူတွေတက်သွားပြီးတော့ကိုကကျတော့ကြံ့နေခဲ့မယ်နော်။အဲ့လိုလုပ်ထားပါ။အဲ့ဒါအခြေခံနေဖြစ်တယ်နော်အခြေခံလောက်တော့သိရမယ်ညာ
အဲ့ဒါတွေကစကားပြောတဲ့နေရာမှာအထောက်အကူရမ်းဖြစ်တယ်နော်ဒါကိုယ့်ရဲ့ဟာတွေပြောတဲ့နေရာမှာအဲ့လိုမျိုးညာအဲ့အိမ်မီစာလေးကိုပြန်လုပ်ထားပါစာပြန်လုပ်မှကိုကဟိုလိုနောက်ခါမှနောက်တုတ်တွေနဲ့အိမ်မီပြန်တင်နေရမယ်နော်အဲ့တော့အခုတည်းကနေရအောင်လုပ်သွားပါရမယ်နော် လို့ပါတယ် အဲ့တော့အချိန်လဲကုန်ပြီနော်အချိန်လဲကုန်တယ်ကိုကမနေ့ဆိုလို့ရှိရင်လဲ17နာရီလောက်ကြီးအေဘီလိုဘက်ကတော့ဟိုဖြစ်တော့မှာ10နာရီခွဲလောက်ကြီးတက်ရမှာပေါ့နော်အဲ့တော့အချိန်ကုန်ရတဲ့ဟိုလောက်အောင်ပေါ့အဲ့ဒါနဲ့ဟိုလောက်ပါတောက်ဖြစ်မယ်နော်โอเคဒါလေးပြန်ကြည့်မယ်နော်နောက်တစ်ခုခုနကပြောလိုက်တဲ့ personal pronoun တွေ personal pronoun တွေလည်းကြည့်ရမယ်ပြီးကြအတန်အတွက်တွေကိုစေ့ရအောင်ပါဒီထဲလူတွေအဲ့ဒါမို့မြင်မြင်သွားထားလိုက်မယ်ကျွန်တော်ထင်တာတော့ဒီတစ်ပတ်ထဲကိုဟိုစာအုပ်စလို့ရပြီပေါ့နော်ဒါ article page 10 article on page 10 article negation လည်းပြီးသွားပြီဇယားလည်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ဟိုကပဲစရတော့မှာအဲ့ဒါဆို conjugate လောက်တာတွေလောက်ရတော့ yeah back conjugate လောက်တာဟုတ်ပြီပြီးရင် main ကွန်တိဆောက်တဲ့ဟာတွေပေါ့နော် back conjugate ကိုအရင်ပြောမယ်အဲ့ဒါပြီးမှဟိုပြောပြီးရင် trauma က back တွေပြောရမယ် okay ရပြီနောက်ပြီး imperative လည်းကြံသေးရပေါ့နော်ဒီထဲမှာ schooling အဲ့တော့ Amy စာပြန်လုပ်မယ်နော်စာပြန်လုပ်မယ်နော်ဒါ remainder ပေးရနော်ချစ်လို့ခင်လို့ပေးတာဒီတိုင်းဟိုဟာဆိုရင်မပြောဘူးနော်စာလုပ်စေချင်လို့ okay okay လာပြီဒီကကျွန်တော်တို့တွေကဂျာမန်မှာဗာလဲဒီစကားပြောရမယ်ဆိုလို့ရှိရင် verb တွေကို conjugate လုပ်ရတယ်နော်တခြားဟာတွေနဲ့မတူတခြားဟာတွေနဲ့မတူဆိုအင်္ဂလိပ်မှာလည်းလုပ်ရတယ်ပဲနော်အင်္ဂလိပ်မှာလည်းဗာလဲ I am တို့ဘာလို့ညာတို့ပေါ့နော် I am တို့ he is တို့ she is တို့အဲ့လိုပုံပေါ့နော် we are တို့အဲ့လိုပုံစံမျိုးပဲနောက်ပြီးလို့ရှိရင် he dances ပေါ့နော် he dances အဲ့လိုဟာမျိုးပေါ့နော်သူက conjugate လုပ်ရတဲ့ဟာတွေရှိတယ် verb ကိုလေအဲ့တော့ဂျာမန်မှာလည်းရှိတယ်ဒါပေမဲ့မတူတာအဲ့လိုမျိုး s တွေပါညာတွေလောက်ရတော့မဟုတ်ဘူးဒါကကြတော့အမှတည့်တဲ့အတိုင်းဒီမှာကြည့်မယ်ဒါကတော့ရေဘူးကအားဖြင့်ပေါ့နော်ဂျာမန်မှာဒီ verb တွေကိုဒီဟိုဟာနဲ့ noun တွေနဲ့ဘာလို့ရလဲ conjugate လုပ်ရတယ် conjugate လုပ်ရတယ်ဆိုဆက်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရေဘူးကအားဖြင့်ဒီလိုပတ်တန်အတိုင်းပဲသွားရတယ်ပေါ့နော်ချွင်းချက်တွေမရှိဘူးလားဆိုတော့ချွင်းချက်တွေရှိတယ်ဒါတွေကြည့်ရမယ်ပေါ့နော်ဒါကတော့လွဲပါတယ်ဒီမှာလေးပြထားတယ်ဒါအလွယ်ကူဆုံးဖြစ်အောင်လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ဂျာမန်မှာအဲ့လိုမျိုး verb တွေကို conjugate လုပ်ရပါတယ်ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဘာလို့တာလဲဒီမှာအခုပြမယ်ဘယ်လိုလုပ်ရလဲဆိုတာဒါမယ်နော်အဲ့တော့သူက noun နဲ့ပေါင်းလို့ရှိရင် verb တွေကို conjugate လုပ်ရတယ်အဲ့တော့ကျွန်တော်တို့တွေဒါ each ဆိုလို့ရှိရင်ဒါကိုဘယ်လိုဖတ်မလဲ EC ဟာဆိုတော့ဘာတန်ထွက်မလဲ ik ish ich လို့မထွက်ဘူးเนาะဟိုတနေ့ကပြောလိုက်တယ် C ဟာရဲ့ရှေ့မှာ E နဲ့ A နဲ့ဆုံးနေမယ်ဆိုရင်ရှေ့ဟာကိုရှတန်ထွက်မှာလို့ပြောခဲ့တယ် C ဟာရဲ့ရှေ့မှာ O တို့ U တို့အဲ့ဒါကြီးပေါ A R O U ဆိုရင်ဗာလဲခတန်ထွက်မယ်ဒါမှခတန်ထွက်စရာမလိုဘူးဗာလဲ E နဲ့ဆုံးနေတဲ့အတွက်ဗာလဲအဲ့ဒါကို ish ရှတန်ထွက်မှာ ich ဆိုတာကျွန်ုပ်ကိုနေ့ကတင်လိုက်သလားလို့ e ဆိုတာတင်ခဲ့ရနော် each ဆိုတာကျွန်ုပ် do ဆိုတာမင်း a ဆိုတာ သူ he ပေါ့နော် s ဆိုတာဗာလဲ၎င်း z ဆိုတာသူမ vr ဆိုတာငါတို့တွေအဲ့တော့ we ပေါ့နော် er ဆိုတာဗာလဲမင်းတို့တွေအများကိန်းနေနော် vr တို့ er တို့ z ဆိုတာလဲအများကိန်း dz ကတော့ဗာလဲအကြီးနဲ့ရေးရဗာလဲ ကိုလိုက်စီ ပို့လိုက်ဖြစ်တာ formal လောက်တာနော်အဲ့ဒါကြီးပြရမယ်နော် ဟုတ် yeah အဲ့တော့ကျွန်တော်တို့တွေဘယ်လိုပြန်လုပ်မလဲပေါ့နော်ဘယ်လိုပြန်လုပ်ကြမလဲ conjugate လုပ်ကြမယ်အဲ့တော့ကျွန်တော်တို့တခုသိရမှာဘာလို့တာလဲဂျာမန်မှာအဲစာကြောင်းတိဆောက်တော့မယ်ဆိုလို့ရှိရင် verb တွေကိုဘာလို့ပေးရမှာလဲ noun alike ပြောင်းပြီးတော့ဘာလို့ conjugate လုပ်ပေးရမယ်နော် yeah sehr gut တရားမလာဘူးလားမသိ တယောက်မလာဘူးနံပါတ်တော့ခွင့်လည်းမတိုင်ဘူးပေါ့ဟိုဟာလို့ဖြစ်တော့မယ်သူလည်းဗာလဲအရင်ကတယောက်လို့ဗာလဲဟိုကောင်မလေးလေ ဘူးလို့
ဟုတ်တယ်ယိုလိုဖြစ်တော့မှရှင်ညာခွန်းတော့ကျွန်တော်တို့ခွန်းတော့မတိုင်ဘူးနော်သူကပြက်တာဟိုလောက်ရှိပြီဟိုအရင်ရက်ကလည်းပြက်တယ်နော်ကျွန်တော်လူကြီးရောဘာလာပြောပြစ်သေးလားသူနဲ့ သက်ဆက်မရှိဘူး ဟုတ်လားဘာလို့လဲတော့မသိဘူးအဲ့တော့မရအောင်တော့အဲ့လိုဟိုဗာလဲဟိုတခုခုဆိုလို့ရှိရင်ပြက်လို့ရှိရင်အဲ့လိုမျိုးဟိုဟာတို့အတိပဲဟာလားခိုးတို့အတိပဲစာပြက်သွားလို့ရှိရင်အဲ့လို motivation တွေလည်းပြတ်သွားတယ်ပြီးကျလိုက်ရမှာလည်းအရန်များတယ်ပေါ့နော်အဲ့ဒါအတွက်အာဒီအစပိုင်းမှာအဲ့လိုပြတ်သွားလို့ရှိရင်အတန်းကြီးလာလို့ရှိရင်အဆင်မပြေဘူးเนาะအဲ့တော့အတန်းကိုတက်နိုင်တယ်များတော့ဟိုဟာဗာလဲလာတက်ပေးပါညာလာတက်ပေးပါဆိုတော့ဒီဟိုဟာကြောင့်မို့ပါပဲဗာလဲဒီအစကြောင့်မို့ပဲနည်းနည်းလေးနည်းနည်းလေးခက်နေလိမ့်မယ်ဒါပေမဲ့စာအုပ်တွေသွားလို့ရှိရင်ခိုးလို့တည်ရเนาะပျော်စရာကြီးစာအုပ်ထဲမှာဆိုရင်ဟိုစကားတွေပြောရတယ်အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့တော့သူနဲ့ခင်တဲ့လူတွေရှိရင်လည်းကျွန်တော်ပြောလိုက်ပါဦးမယ်ကျွန်တော်ဘာမှလည်းအကြောင်းမကြောက်ဘူးဆိုတော့လေဖျားမဖျားနေရလားဘာလားပေါ့နော်အဲ့လိုမျိုးတခုခုဆိုရင်ဒီထဲလူတွေအကြောင်းကြားကြနော်အခုထဲမှာဘာလို့လဲဆိုတော့အဲပြောမသိနိုင်ပါနဲ့နော်ညာโอเคကောင်မလေးတယောက်ကြံနေတယ်ဟိုကောင်မလေးကတော့ဘာလဲဒူဘိုင်းရောက်သွားလားဘာလားတော့မသိညာโอเคအဲ့တော့ကျွန်တော်တို့ဒီနေ့တင်မှာဗာလဲအမ် buff တွေကို conjugate လုပ်တဲ့ဟာတွေတင်မယ်ရပါနော်အဲ့တော့ buff တွေကို conjugate လုပ်တဲ့နေရာမှာကျွန်တော်တို့ဒီဟာတွေကိုမူတည်ပြီးမှရမယ်နော်ဒီဟာတွေကိုမူတည်ပြီးမှကျွန်တော်တို့တွေ conjugate လုပ်ရတယ်ရမယ်နော်ဟိုတနေ့ကတင်ခဲ့တဲ့အတိုင်း personal pronoun တွေတင်ခဲ့တဲ့အတိုင်း each ဆိုတာဗာလဲငါငါဟုတ်ပြီ do ဆိုတာ မင်း မင်းဆိုတာဗာလဲ သူ s ဆိုတာ အဆိုတာသူတို့ ဟမ် s ဆိုတာ Oh. s ဆိုတာ၎င်း it it ဆိုတာ yeah it နဲ့တူတာနော် z ကဒီ z က they z ကတူမရမယ်နော် vr ဆိုတာဗာလဲ dia ဆိုတာ we we ငါတို့တွေပေါ့နော် er ဆိုတော့ you are you ကမင်းတို့ပေါ့နော်အဲ့လိုမျိုးပြောချင်တာမင်းတို့ရမယ်နော် z ဆိုတာဒီ z နောက်တစ်လုံးရှိသေးတယ်ဗာလဲအများစီ they they ဆိုတဲ့ဟာမျိုးဒီ z အကြီးကြတော့ polite z ပေါ့နော်မင်းပေါ့နော်အဲ့လိုပုံစံမျိုးရမယ်နော် okay အဲ့တော့ဘယ်လိုလုပ်မလဲဒါပတ်တန်ရေးဘူးအားဖြင့်တော့ buff တွေကဒီလိုလာတယ်ပုံမှန်အားဖြင့်တော့ဒီလိုလုပ်ပေးရမယ်ပေါ့နော်မလုပ်တဲ့ဟာတွေတော့ကြက်ရမယ်ပေါ့နော်ဇေယျရည်နဲ့ကျွန်တော်ပေးမယ်ပေါ့ရအဲ့တော့ဒါတော့ပုံမှန်အားဖြင့် buff တွေကများသောအားဖြင့်ပေါ့နော်ဒီလိုပုံစံမျိုးပဲ conjugate လုပ်တယ်ရမယ်နော်ဒါဒီမှာဒါဆိုလို့ရှိရင်ဒီမှာဒါကိုဘယ်လိုဖတ်မလဲဆိုရင် arbeiten လို့ဖတ်တယ် arbeiten ဘယ်လိုဖတ်မလဲ Arbeiten. ရမယ်နော် arbeiten ဒီမှာ ar bei by arbeiten arbeiten ရမယ်နော် arbeiten ရမယ်နော်အဲ့တော့ arbeiten ကိုကျွန်တော်တို့ကဒီဟာနဲ့အဲ conjugate လုပ်မယ်ပေါ့နော် conjugate လုပ်မယ်ဆိုလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်ဒီမှာ तू က a နဲ့သူ့ရဲ့နောက်မှာ each ဆိုလို့ရှိရင် a ပေါင်းပေးရမယ်ဘယ်လိုလဲဆိုလို့ရှိရင်အဲ့ဆိုဘာဖြစ်သွားမလဲ an ကိုဖြုတ်ရမယ်ကျွန်တော်တို့ဘာကိုဖြုတ်ရမှာလဲဒီ an ကိုဖြုတ်ရမယ်အမြဲတမ်းမှတ်ရမယ်နော် an များသောအားဖြင့် buff တွေမှာဘာနဲ့ဆုံးလေးရှိလဲနောက်ဆုံးမှာ an နဲ့ဆုံးလေးရှိတယ်ရမယ်နော်ဒါဆို buff တွေမှတည်တယ်ဒါဆို an နဲ့ဆုံးတယ်ဒီမှာဒါဆိုလဲ an နဲ့ဆုံးတယ်ဒါဆိုလဲ an နဲ့ဆုံးတယ်ရမယ်နော် buff တွေရဲ့နောက်မှာ an နဲ့ဆုံးတယ်အဲ့တော့ကျွန်တော်တို့ဘာပေါင်းမလဲ each ဆိုလို့ရှိရင်အဲ့ဒီ an ကိုဖြုတ်ပြီးတော့ဒီ an တွေကိုဖြုတ်ပြီးတော့ကျွန်တော်တို့က a ပဲပေါင်းပေးမယ်ရမယ်နော်အဲ့တော့ arbeiten ကဘယ်လိုဖြစ်သွားမလဲ each ဆိုလို့ရှိရင် r by 10ဖြစ်သွားမယ်ရမယ်နော်10ဖြစ်သွားမယ်ဘာလို့လဲဒီမှာ a ပေါင်းပေးရမယ်ဒီမှာ an ကိုဖြုတ်ပြီးတော့ a ပေါင်းရမယ်နော်နောက်ပြီးရင် do မ do ကြတော့အဲ့ဒါမှတ်ရမှာဒါတော့ချွင်းချက်ဖြစ်သွားတာပေါ့နော်ဒါဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာထေတို့ဒေတို့ဒီမှာ fn တို့ gn တို့အဲ့ဒါတွေနဲ့စုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ပေးရမှာလဲအဲ့ဒါကို ast ပေါင်းပေးရမယ်နော်ဒါအလွတ်ကျက်မှာဟာရယ်နော်ဒီဟာတွေအလွတ်ကျက်ရမှာအဲ့တော့ဒီဂျာမတ်မှာထေတို့
ဒီနောက်ဒီ an ဖြုတ်လိုက်လို့ကျွန်တော်တို့ဒီ an ဖြုတ်လိုက်လို့ t တို့ d တို့နောက်ပြီးရင် fn တို့နောက်ပြီး gn တို့နဲ့စုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဘာလုပ်ပေးရမှာလဲ do ဆိုလို့ရှိရင် ast a တွေလိုက်ပေါင်းပေးရမှာဒါမူရင်းဟာကိုကျွန်တော်အရင်မတင်လိုက်ဘူးပေါ့နော်မူရင်းဟာကိုတင်ပေးမယ်ဒါပြီးလို့ရှိရင်မူရင်းဟာတင်ရင်ပို့ပြီးရှင်းသွားလိမ့်မယ်အဲ့တော့ဘာဖြစ်သွားမလဲ TD နောက်ဆုံးမှာ AN ဖြုတ်လို့ TD FNKN စုံသွားလို့ရှိရင်ကျွန်တော်တို့ဘာထည့်ပေးမလဲ do ဆိုလို့ရှိရင် A လေးလိုက်ထည့်ပေးမယ်အဲ့တော့ do ကို conjugate လုပ်မယ်ဘယ်လိုဖြစ်သွားမလဲ R by AN ဖြုတ်ပြီးပါထည့်မလဲကျွန်တော်တို့ AST ထုတ်မယ် AST ရပါမယ်နော် R by test ဖြစ်သွားတယ်ရပါမယ်နော်ဒါဆို AN ဖြုတ်ပြီး A ထည့်တယ်ဒါဆို AN ဖြုတ်ပြီးတော့ AST ထည့်တယ်ရမယ်နော်ဘာကြောင့်မို့လဲဘာကြောင့်မို့လဲ A ထည့်ရလဲဆိုရင် TDFNK ဟန်နဲ့စုံနေလို့ဒီမှာနော် AN ကိုဖြုတ်လိုက်ရင် TDFNK ဟန်နဲ့စုံနေလို့ရမယ်နော်နောက်တစ်ခု air air ဆိုတာဘာ air ဆိုရင်လည်းကျွန်တော်တို့ကဘာလုပ်ရမှာလဲ AT AT ပေါင်းပေးရမယ်ဘာကိုဖြုတ်ပြီး AT ပေါင်းပေးရမှာလဲခို AN ကိုပေါင်း AN ကိုဖြုတ်ပြီး AT ပေါင်းပြရမှာဆရာ ရအဲ့တော့ R by R by 18နဲ့ပေါင်းတော့ tet ရမယ်နော် R by tet very good S လာပြီ S ကျရင်လည်း AT ပဲပေါင်းပေးရမယ်အဲ့တော့ A အောင်ဖြုတ်ပြီးပါပဲပြန်ပေါင်းမလဲ AT ပဲပြန်ပေါင်း AT ပဲ တော့ ပြန်ပါ R by tet ရမယ်နော်နောက်တစ်ခုလည်း Z လည်းအဲ့လိုပဲ A အောင်ဖြုတ်ပြီး AT ပဲပြန်ပေါင်းမယ် R by tet ရမယ်နော် VR VR ရတော့အများကြီးကတော့အတူတူပဲ AM ပဲပြန်ပေါင်း AM ကိုဖြုတ်ပြီး AM ပြန်ပေါင်းဆိုအတူတူဖြစ်မနေဘူးလားအဲ့တော့ R by 10ရမယ်နော် ER ကြောင့်အဲ့လိုမဟုတ်တော့ဘူး ER AM ကိုဖြုတ်ပြီးပါဖျောက်မလဲ ET ပဲပြန်ပေါင်းအဲ့တော့ R by tab ပဲပြန်ဖြစ်သွားမယ်ဟုတ်ပြီ Z ဆိုတာဗာလဲအများကိန်းဖြစ်တယ်တူမပေါ့နော်ဒီကတော့တူမဆိုတော့ဗာလဲ AM ပဲပြန်ပေါင်း AM ဖြုတ်ပြီး AM ပြန်ပေါင်းဆိုတော့ဒါပဲပြန်ရေးပေါ့နော် R by 10အဲ့ပဲ Z အကြီးရလဲအဲ့လိုပဲ formal ရလဲ AM ပဲပြန်ပေါင်းဆိုတော့ R by 10ပဲ R by 10ရမယ်နော်ကျွန်တော်ဒါခက်လားမခက်ဘူးနော်သူ့ရဲ့ဟာသူရှိပြီးသား AM ကိုဖြုတ်ရမယ် AM ကိုဖြုတ်ပြီးရင်ကျွန်တော်တို့ကဒါ conjugate တွေတမှာလိုက်ပေါင်းရမှာ E ဆိုလို့ရှိရင် A နဲ့ပေါင်းမယ် do ဆိုလို့ရှိရင် ASC နဲ့ပေါင်းမယ် A ဆိုရင် AT နဲ့ပေါင်းမယ် S ဆိုရင် AT နဲ့ပေါင်း Z ဆို AT နဲ့ပေါင်း VR ဆို AM ပေါင်း ER ဆို AT ပေါင်း Z ဆို AM ပေါင်း Z ဆို AM ပြန်ပေါင်း formal Z ပေါ့နော်ညာအဲ့တော့သူကဘာလို့ဘလို့အခြေအနေမှာမှဒီလိုဟာတွေပေါင်းတာလဲဆိုလို့ရှိရင်နောက်ဆုံးမှာ AM ကိုဖြုတ်ပြီးတော့ TDFN KN နဲ့စုံနေမယ်ဆိုလို့ရှိရင် A တွေလိုက်ပေါင်းပေးမယ်ဒီမှာတွေအဲ့တော့ကျွန်တော်အခုဟိုကဇယားတစ်ခုကိုပြမယ်အဲဇယားတစ်ခုကတော့ဒါပုံမှန်ပေါ့နော်ကျွန်တော်ပုံမှန်မဟုတ်တာကိုအရင်ပြလိုက်တာအဲ့တော့ပုံမှန်ကျွန်တော်တို့ဘယ်လိုလုပ်ကြလဲပေါ့နော်အဲ့ဒါတစ်ခုပြမယ်လာပြီဒါပုံမှန်ရပါနော်ဒါပုံတော်ဆိုရင် infinitive bevan ဆိုတာကျွန်တော်တို့ဒီကိုမြန်မာလိုပြောမယ်ဆိုရင်တော့ဗာလဲ verb 1ပေါ့နော်အဲ့လိုဟာတွေ Schwager bevan ဒီအဝိဖြစ်တဲ့ verb တွေပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒါပုံမှန် sample ပဲဒါဘယ် verb ပဲလာဒီပုံစံလာရမယ်ရပါနော်ဒီ form တိုင်းလာရမယ်ဘယ်ပုံစံလာဒါကတော့မူရင်းပေါ့နော်ခုနကပြောလိုက်တာကဗာလဲသူ့ရဲ့နောက်မှာ TTFNKN စုံနေမှရပါနော်ဒါကတော့ပုံမှန်အတိုင်းကျွန်တော်တို့ဒီ verb တွေပဲ conjugate လုပ်မယ်အဲ့တော့ဘယ်လို conjugate လုပ်မလဲဆိုရင်ကျွန်တော် verb တွေကို conjugate လုပ်ဖို့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲ AM ကိုဖြုတ်ရမယ်ဟုတ်ပြီဒီမှာဒါဆိုရင် AM ကိုဖြုတ်မယ်ဟုတ်ပြီဒါဆို AM ကိုဖြုတ်မယ်ဒါကို AM ကိုဖြုတ်မယ်ဟုတ်ပြီအဲ့တော့ each နဲ့ဒါကို conjugate လုပ်မယ် each ဆိုရင်ကျွန်တော်တို့ဘာပေါင်းမှာလဲ A ပဲအဲ့ဒါတော့ဘယ်တော့ဖြစ်ဖြစ် each ဆိုလို့ရှိရင် AM ဖြုတ်ပြီး A ပေါင်းမယ်အဲ့တော့ဒါကိုဘယ်လိုဖတ်လဲဆိုရင် common KO M com KO
M နဲ့ပေါင်းလိုက်တော့ man common ကိုအဲ့လိုမျိုးပြောပေါင်းတယ်အဲ့တော့ each နဲ့ဆက်မယ်ဆိုလို့ရှိရင် am ဖြုတ်ပြီးပါပေါင်းမလဲ a ပေါင်းမယ်ဆိုတော့ commma ရမယ်နော် common am ဖြုတ်ပြီးတော့ a ပေါင်းရမယ်နော် do ကြောက်လေ am ဖြုတ်ပြီးပါတပေါင်းမလဲဟိုဘက်မှာပြောထားတယ် st st ပေါင်းမယ်အဲ့တော့ const comst const ဟုတ်ပြီအဲကြတော့ဘာပေါင်းမလဲ t ထေပေါင်းမယ်အဲ့တော့ am ဖြုတ်ပြီးဟိုပါပေါင်းတော့ comn